အားလုံးပဲမြင်ကြပါခင်ဗျာဒါပဲ channel မှာပြန်လည်ကြည့်ဆိုပါခင်ဗျာအခုဒီဘက်မိတ်ဆက်ပြီးမှစားတော့လေကျွန်တော်မိတ်ဆွေများအားလုံးပဲကြည့်ရှုပေးကြပါအောင်နော်ကဲဒီတစ်ပတ်မှာတော့ကျွန်တော်ဘူးတီနဲ့ဝတ်သားနဲ့ချက်ပါနော်မကျွန်တော်ဝတ်သားတော့ကျွန်တော်ဝတ်ခေါင်းသားပေါ့နော်လားခေါင်းပါသားပေါ့အဲ့ဒါလေးတုံးကြီးတုံးထားရောကျွန်တော်ဘူးတီနဲ့ရောမယ်နော်ဘူးတီနဲ့ချက်မယ်ဗျမဘူးတီနဲ့မြို့စီကတော့ကျွန်တော်ထောင်းထားပြီနော်ကျွန်တော်မီးထဲစီးတိုက်ချက်လိုက်အောင်နော်ကျွန်တော်မီးထဲရောက်ဘူးတီကြည့်ရနော်ဘူးတီကလူတွေကောင်းတယ်နော်ကဲကျွန်တော်မီးတောက်လိုက်ဆိုတော့သင်ကိုတက်လိုက်တော့နော်စီးတက်ပြီးတော့ကဲကျွန်တော်စီးတက်မှာဒီကျွန်တော်ကတားရေးတယ်နော်ကဲကျွန်တော်စီးတက်လုံးတော့ခေါက်လာလိုက်နော်ကျွန်တော်လုံးခိုင်းကြည့်ကြရအောင်နော်လုံးခိုင်းကြည့်ကြရင်ကျွန်တော်ရေးထည့်မယ်လားရှင်းလုံးထည့်ပြီနော်ဟိုကအကောင်လေးကြည့်တော့ရင်းနေဗျရင်းတော့ရင်းများထည့်ပြီမယ်များထည့်ပြီတဲ့နော်ရေးခိုင်းတော့ကျွန်တော်လူလောက်ကဲကျွန်တော်ရေးခိုင်းတော့မနော်ရေးခိုင်းကျွန်တော်ဘူးတီးထည့်မယ်ဗျဘူးတီးထည့်ပြီးဆွဲရပါပြီနော်ကျွန်တော်ဘူးတီးထည့်ရပါပြီဗျကဲတော့ဘူးတီနဲ့ဝတ်သားနဲ့ဝတ်ကောင်းသားနဲ့ကြက်ယူပါနော်ကဲကျွန်တော်မဆလာလေးအုပ်ချရပါဗျအမွေးမဆလာလေးအုပ်ပြီနော်ကဲကျွန်တော်ဘူးတီနဲ့ဝတ်သားနဲ့ကြက်ယူနော်ကဲကျွန်တော်မိတ်ဆွေများကျွန်တော်ညီကောင်များအားလုံးပဲကျွန်တော်မစားခင်စားကြပါအောင်ဗျဝတ်သားနဲ့ဘူးတီနဲ့ကြက်ပါနော်ကဲစားကြပါအောင်ဗျ
ကျွန်တော်ဒီမှာဒါတော့ဘဲဥဟပ်ပိုင်ပေါ့နော်ဘဲဥဟပ်ပိုင်ရောတလုံးရတူစရာတော့ဒီမှာမုံငင်းရွက်ပေါ့နော်မုံလာရွက်ပါမယ်နော်တူစရာတော့မုံလာရွက်ဟောသားနဲ့ဘူးတီးနဲ့ပေါ့နော်ကဲအားလုံးပဲဆွဲကြအောင်ဗျကျွန်တော်မိတ်ဆွေများရှယ်မယ်နော်တောက်ရန်ထီအောင်ဘူးတီနုံနုံနော်ဟောသားလေးနုံနော်ရှယ်တာကြပါဗျကဲစားလို့ကုန်ပြီနော်ကြောင်ပဲဆွဲရတာကျွန်တော်ဗီဒီယိုလေးလောက်တော့ပဲဆုံးသက်လိုက်ပါဗျကျွန်တော်ဗီဒီယိုလေးစဆုံးကြည့်ပေးကြကျွန်တော်မိတ်ဆွေများကျွန်တော်ညီကောင်များအားလုံးပဲကျေးဇူးတင်ပါဗျကျွန်တော်ဗီဒီယိုလေး subscribe နဲ့ပေးရတဲ့အားလုံးပဲ subscribe နဲ့တော့တောင်းဆိုလိုက်ပါဗျ subscribe နဲ့ပြီးသားသူများကျွန်တော်မိတ်ဆွေများကြည့်ရှုပေးအားပေးကြတဲ့ကျွန်တော်မိတ်ဆွေများညီကောင်များအားလုံးပဲကျေးဇူးတင်ပါဗျနောက်နေ့ပဲဆုံးသက်လိုက်ပါဗျနောက်တစ်ပတ်မှပြန်ဆုံမယ်နော်